အကျော်ရောင်မီချမ်းသာနေကြောင်းကြောင်းပြီးတော့လူထင်းကြီးကခိုးခံလိုက်ရတဲ့ဝိုင်းချုံမှာအကျော်တန်လုံးနေဖောက်ထွင်းခံလိုက်ရတာကအတွင်းပစ္စည်းတွေပြောင်းတလင်းခေါင်အခိုးခံလိုက်ရတာကတော့ဝိုင်းချုံမှာပါခုဆိုရင်ဝိုင်းချုံမှာအိမ်မှာရှိတဲ့အတွင်းပစ္စည်းအပြင်ပစ္စည်းရှိသမျှပြောင်းသွားပါပြီအခုအချိန်မှာရန်ကုန်မြို့မှာခေတ်ကာလအခြေအနေများအရဒုစရိုက်သမားတွေများပါတယ်နေဖောက်ထွင်းမှုတွေခိုးမှုတွေများနေတာဖြစ်ပါတယ်ဒီလိုအချိန်မှာဝိုင်းချုံမတရားအကျော်ရောင်လို့တနေ့ကို30ကြီးမြတ်ကြောင်းအကျော်တန်တဲ့ပြင်ရတနာပစ္စည်းတွေပါဝက်ပြလို့လဲအိမ်ကိုတခိုးကတ်သွားတာဖြစ်ပါတယ်ဝိုင်းချုံမှာဆိုင်ပိုင်ရှင်မတ်ရှင်ချွန်ကနေဖောက်ထွင်းခံရပြီးတော့ငကန်းနဲ့ရွှေတဲ့ပစ္စည်းရဲ့ယူဆောင်သွားတယ်လို့သူမကလိမ့်လွင်ပြီးတော့ပြောတာပါ။လိုင်းပေါ်မှာနာမည်ကြီးလို့အထင်ကြီးပြီးတော့တခိုးကအိမ်လာဖောက်သွားတယ်။ပရမများတွေရောကြောက်စိမ့်တွေရောအကုန်ပါသွားတယ်။ဖောက်သွားတဲ့သူကတော့အတော်ပြောနေတော့ပြီ။ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကအတူတွေတန်မိုးရှိတာဆိုလို့ပေါင်းနဲ့ဒန်နီပဲရှိရလို့ပြောလာတာပါ။နောက်တစ်ခါမှမြေကွက်ဝင်လိုက်လို့ပိုင်ဆိုင်မှုတွေအားလုံးကိုရောင်းချထားတာကြောင့်အစ်စ်တွေမရှိလို့အတူတွေဝတ်တာကန်ကောင်းတယ်လို့ထုတ်ပြောသွားတာပါ။ဗီဒီယိုလေးကိုစောအောင်ကြည့်ပြတဲ့အတွက်ကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဆယ်လီသတင်းအကြောင်းအရာလေးနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။